အားလုံးပဲမင်္ဂလာပါဆိုတဲ့က channel နဲ့ကြိုဆိုလိုက်ပါရစေဒီရဲ့ပိုင်းတွင်မှာတော့ဂျာမန်ရဲ့ automobile giant နှစ်ခုဖြစ်တဲ့ BMW နဲ့ Mercedes ကသူတို့ရဲ့ EV prototype အသီးသီးကိုချပြခဲ့တယ်ပေါ့နော်ဒီ EV prototype အသီးသီးကအခုလက်ရှိဈေးကွက်ထဲမှာကမ္ဘာဈေးကွက်ထဲမှာရောင်းချနေတဲ့ EV တွေရဲ့ EV အားလုံးထက် range ပိုပြီးတာတယ်လို့ပြောထားတယ် range တွေကလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အဲ့တော့EV prototype နှစ်မျိုးအကြောင်းကျွန်တော်ဒီနေ့ပြောပြပေးမှာပါမိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကျတဲ့ကားတွေကိုချစ်တယ်နိုင်ငံတကာကားလောကသတင်းတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားကြပါအောင်ကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကားရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ BMW ရဲ့ prototype နဲ့စလိုက်ရအောင် BMW ရဲ့ prototype က Vision Driving Experience လို့နာမည်ပေးထားတယ်ဒီကားကBMW ရဲ့အနာဂတ်လို့ပြောလို့ရတဲ့ BMW ရဲ့ New Classes concept ပေါ်မှာအခြေခံပြီးစောက်ထားတာဒီကားရဲ့ရုပ်ထွက်ပိုင်းကလည်းလုံးဝကို BMW ရဲ့ New Classes Series Design အပြည့်အဝပါဝင်နေတယ်ရှေ့ဘက်မီလုံးတွေ LED တွေအကုန်လုံးကဒီ New Classes Series လို့ရှေ့မျော kidney gray ကရှေ့မျော kidney gray ဖြစ်သွားပြီလုံးဝilluminated gray နဲ့ပေါ့နော်တော်တော်လေးတော့ New Classes Series ကိုမြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒီကောင်းရဲ့ horsepower က1300ထိအောင်ထွက်တယ်ပေါ့နော်နောက် torque ကလည်း1300ကျော်ထိကို1300 pound feet of torque 1800 nanometer of torque ထိထွက်တယ်ဆိုတဲ့အတွက်ဒီကားရဲ့စွမ်းဆောင်ရည်ကြီးကတော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်EV တွေထဲမှာဒီလောက် torque များပြီးတော့ horsepower ဒီလောက်များတဲ့ကားကတော်တော်လေးရှားခဲ့တယ်မရှိသလောက်ပဲလို့ပြောလို့ရတယ်ဒီကားရဲ့battery ပေါ့နော် battery ကလည်းဒီ800 volt architecture ကိုစောက်ပေးထားတယ်ဖြစ်တဲ့အတွက်energy consumption မှာတော်တော်လေးနည်းပြီးတော့ energy density ပိုများတယ်ပေါ့နော်ပိုပြီးတော့အားသွင်းနိုင်တယ်အားသွင်းတဲ့ပမာဏပိုများတယ်ဒီ800 volt architecture ကြောင့်မလို့အခုထွက်လာမယ့်နောက်ပိုင်းNew Classes Series နဲ့ New Classes SUV တွေမှာပေါ့နော် New Classes H တွေမှာ H ပုံမှာချဲ့ကန်ပြီးတော့ထွက်လာမယ့် BMW ရဲ့ EV တွေမှာက range က900ကျော်ထိထွက်မယ်961မိုင်လောက်ထိသွားလို့ရမယ်rumors တွေကအစပိုင်းမှာကမိုင်600ကျော်ထိကိုသွားလို့ရမယ်လို့ပြောထားခဲ့ပေမဲ့ BMW ကတော့အခုတရားဝင်သူပြောလိုက်တာတော့မိုင်960လောက်ထိသွားနိုင်တယ်လို့ပြောထားတယ်။ဘာဖြစ်ဖြစ်ဒီမိုင်960ကြီးကတော်တော်ကြီးကိုတာတယ်ပေါ့နော်။ဒီအခုဈေးကွက်ထဲမှာရောင်းချနေတဲ့ EV တွေထက်ဆိုရင်တော်တော်လေးတာတယ်။ဒီ800 volt architecture ပေါ်မှာစောက်ပေးထားတဲ့အတွက်ဒီကားတွေမှာကဒီ New Classes ကားတွေပေါ့ New Classes H နဲ့ New Classes ကားတွေမှာသူရဲ့ entry level မှာကိုမိုင်300ကျော်ထိသွားနိုင်တယ်လို့ပြောထားတယ်381မိုင်လို့ပြောထားတဲ့အတွက်တော်တော်ကြီးကိုမိုက်တယ်ပေါ့နော်နောက်ကျတော့သူရဲ့ charging time ကလည်း7 minute ကို7 minute အားသွင်းရုံနဲ့မိုင်100ကျော်180လောက်ထိသွားလို့ရမယ်ဆိုတဲ့အတွက်တော်တော်ကြီးကိုမိုက်တယ်အခုစမ်းနေတဲ့ Vision Driving Experience ကအတွင်းကမ်းမှာဆိုလဲ BMW ရဲ့ Panoramic iDrive ကြီးကိုမြင်ရတယ်နောက်ဘိန်းတွေကလည်းလုံးဝကိုပေါ့နော်မီ LED မီတွေနဲ့ Dynamic LED တွေနဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့ရုပ်ထွက်ပိုင်းလေးလည်းအမြင်ဆန်းတယ်အတွင်းကန်းကလည်း BMW ရဲ့အနာဂတ်ပေါ့နော်ဒါ Panoramic iDrive ကမိတ်ဆက်ပေးသွားတာမကြသေးဘူးအဲ့တော့ဒီ Panoramic iDrive နဲ့ New Classes ရဲ့အကုန်ပေါင်းစပ်မှုက BMW ရဲ့အနာဂတ်လို့ပြောလို့ရတယ်နောက်သူ့မှာကပို့ပြီးမိုက်တဲ့ဟာကဘာလဲဆိုတော့ Harrod Joy လို့နာမည်ပေးထားတဲ့ super computer ကိုတက်ပေးထားတယ်ဒီ super computer ကဒီကားရဲ့ braking မဲ့ဖြစ်ဖြစ်ဒီ acceleration အကုန်လုံးပေါ့နော်အဆအဆအရာရာကိုသူက control လုပ်ပေးသွားမယ်power consumption ကိုလည်းသူကောင်းအောင်လုပ်ပေးသွားမယ်ပေါ့နော် power consumption နည်းအောင်လုပ်ပေးထားမယ်ဖြစ်တဲ့အတွက်ဒီကားရဲ့super computer ရဲ့စမ်းဆောင်ရည်ကလည်းတော်တော်မိုက်တယ်လို့သူပြောထားရပေါ့နော်အခုချိန်ထိတော့ Santa 10ပဲဒါပေမဲ့800 volt architecture နဲ့ထွက်လာမယ် New Classes ပေါ်အခြေခံပြီးတော့ထွက်လာမယ် New Classes H ပေါ့နော် H ပေါ်အခြေခံပြီးထွက်လာမယ် BMW iX3 ကတော့မကြခင်မှာကျွန်တော်တို့မြင်တွေ့ရတော့မယ်ပေါ့နော်ဒီနှစ်အကုန်လောက်မှာရောက်လာမယ်နောက် BMW M4 ကလည်းနောက်နှစ်ထဲမှာရောက်လာမယ်ပေါ့နော်သူက2029အတွင်းမှာ BMW အနေနဲ့ EV ၄မျိုးချပြသွားဖို့ရှိတယ်ဒီ800 volt architecture နဲ့ဒီ super computer ပေါ့နော် Harrod Joy တွေကိုလည်းသူက BMW အပြင်ဒီ M Division ပေါ့ BMW Group ရဲ့ပိုင်နဲ့ M Division မှာလည်းသွားမယ်ပေါ့ BMW M နောက် Mini နောက် Rolls-Royce ဒါတွေမှာလည်းကျွန်တော်တို့မြင်တွေ့လာရဝယ်ရှိတယ်အဲ့တော့အခုစမ်းသပ်နေတဲ့ BMW ရဲ့ prototype ဖြစ်တဲ့ Vision Driving Experience က BMW ရဲ့အနာဂတ် EV တွေရဲ့အနာဂတ်ဆိုတာသိကြတယ်လို့ပြောလို့ရတယ်နောက်တစ်မျိုးက Mercedes ပေါ့နော် Mercedes ကအခု
ရက်ပိုင်းတွေမှာသူက solid state battery ကိုချပြခဲ့တယ်ပေါ့နော်ဒီ solid state battery တက်ပြီးတော့စမ်းသပ်နေတဲ့ EQS တစ်စီးကိုစမ်းသပ်နေတယ်အဲ့တော့ဒီ solid state battery တွေကကျွန်တော်တို့မြင်တွေ့နေရ lithium ion battery တွေထက်ဆိုင်သူကပို့ပြီးတော့ energy density ပိုများတယ် solid state ကပို့ပြီးတော့safety ဘိုင်းမှာလည်းပို့ပြီးတာတယ်လို့ပြောထားတယ်ပေါ့နော်အလေးချိန်တူတူ USR တူတူ solid state battery နဲ့ lithium ion battery နဲ့ရှင်းမယ်ဆိုရင် lithium ion battery တဲ့ solid state battery တွေက energy density 25%ပိုများတယ်လို့ပြောထားတယ်ဒီစမ်းသပ်နေတဲ့ AQS ကမိုင်600ကျော်ထိသွားလို့ရမယ်ကီလိုမီတာ1000နီးပါးထိသွားလို့ရမယ်ဆိုတဲ့အတွက်ခုနကပြောသွားတဲ့ BMW ရဲ့ nucleus serum တွေထက်တောင်ပိုပြီးတာတယ်လို့ပြောလို့ရတယ်အဲ့တော့မကြခင်မှာကျွန်တော်တို့ဒီ EQS ကိုမြင်တွေ့ရတော့မယ်အခုလောလောဆယ်ဈေးကွက်ထဲမှာရောင်းချနေတဲ့ဒီ regular EQS တွေကမိုင်400ကျော်ပေါ့451မိုင်လောက်ထိတော့သွားနိုင်နေဆိုတဲ့အတွက်ဒီ EQS ရဲ့မိုင်ကလည်းimpressive ဖြစ်စရာတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီ solid state တက်သွားတယ်ဆိုရင်မိုင်600ကီလိုမီတာ1000ဆိုရင်တော့ကျွန်တော်တို့တော်တော်ကြီးကိုမိုက်သွားပြီကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်လမ်းတောင်မှာပဲကျွန်တော်တို့အသွားပြန်ချက်ချင်းတစ်ခေါက်လောက်သွင်းရုံနဲ့တော့ရောက်ဖို့အခြေအနေမှာရှိတယ်ဆိုတော့တော်တော်လေးအဆင်ပြေမဲ့ထင်ပါပါမယ်အဲ့တော့အခုဒီနှစ်စီးလုံးဂျာမန်ရဲ့ giant company နှစ်ခုရဲ့ prototype တွေကတကယ်လက်တွေထဲမှာရောက်လာတော့မလားရောက်လာရင်တော့သိကြတယ်ကျန်တဲ့ EV တွေကိုသူတောက်ချနိုင်မဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့တခြား EV တွေကလည်းဒီသူတို့ရဲ့ range တွေကိုပို့ပြီးကောင်းလာအောင်လုပ်လာမယ်ဆိုတဲ့အတွက် EV တွေရဲ့အနာဂတ်ကအရင်ကြီးတော့ထင်တော့မစိုးတော့ဘူး ICE internal combustion engine တွေကိုရှင်းလာနိုင်ပွဲရှိပါတယ်အဲ့တော့မိတ်ဆွေတို့ရဲ့အမြင်အားဘယ်လိုလဲလုံးဝကို horsepower ကြမ်း1300 horsepower ကြီးနဲ့ Hero Joy ပေါ့နော်နှလုံးသားနူးနူးညံ့တက်ထားတဲ့ Beast BMW ရဲ့ Beast လို့ပြောလို့ရမယ် BMW ရဲ့ Vision Driving Experience လား Mercedes ရဲ့ Solid State Battery တက်ထားတဲ့ EQS လားစွမ်းဆောင်ရည်မှာတော့ဒီ Vision Driving Experience ကပိုများပါလိမ့်မယ် range ကတော့ EQS ကပိုများမယ်အဲ့တော့မိတ်ဆွေရဲ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါအောင်ကျွန်တော်ရဲ့ video လေးကိုကြိုက်သက်တယ်ဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြအောင်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့မယ်နော်